ပြောပြောတယ်မှာတစ်စစ်လောက်ဗဒက်နဲ့ညီးကြတယ်တစ်စစ်လေးပဖေပုံတူပုံဖေပုံဒီပုံသူ့ဘက်ကလည်းပတ်တိုင်းပဲမပတ်လုံးလေးတွေတိုင်းပဲမဟုတ်ဟိုအားတော့လားဒါဆိုင်ရရှင်းလာကြအောင်ပြောဟုတ်ပြီကြောက်ခင်ဗျာညမပြောခင်ဗျာအဲ့ဒီလေးကိုဘယ်လောက်ချောကြဘယ်လောက်လှကြဘယ်လောက်တော်ကြဘယ်လောက်မျိုးလုံးလေးကြအဲ့ဒါမပါဘူးဆိုအဲ့ဒါညတော့ညပြောမယ်နော်ပြောသိချာနာတာပါဗျာစိုက်ရအကြောင်းပြောပြမှာသိချာနာထောင်မှာပါဗျာစိုက်ရအကြောင်းပြောပြမှာသိချာနာထောင်မှာဒီသွားပုံလာဘူးခဏတယ်ကိုနေတူနေတူဒီသွားပုံလာဘူးခဏတယ်ကိုနေတူနေတူပြောပြလိုက်နာရလေးကခက်စစ်စစ်ဟောတာအောင်ရဲ့နေနာရလေးကခက်စစ်စစ်ဟောတာအောင်ရဲ့နေတူပါလေဗျာအတန်လေးကကောင်းလိုက်တာဆိုင်အတိုင်းမှာဆိုင်ခါလိုက်အတန်လေးကကောင်းလိုက်တာဆိုင်အတိုင်းမှာဒါတိုင်းလည်းပြောရောဖင်ယူပြောရောဟဲ့ညနာရုပ်ပြုံးလို့သူကထောက်မှလို့ကွာနှစ်ယောက်ကြီးသူ့ထောက်နေတယ်ကျွန်တော်မြင်တာဖင်နေနေတာညနာရုပ်ပြုံးလို့လကားစားချစ်တယ်စားသိစွန်းနဲ့အတန်လေးကကောင်းလိုက်တာဆိုင်အတိုင်းမှာလောက်ခလေးကလင်းရဲ့ချက်ချူမုံအတိုင်းနဲ့ကိုတော်လားညာဂျူမုံဆိုကိုရီးယားမင်းသားဂျူမုံပြောတာလားဟုတ်တာဘလို့အညာစီရောပါဗျာပါပဲအညာစီရောပါဗျာဟိုအညာမှာဇင်းလေးရှိပါဘူးလို့လရတွေပဲရှိတာပါအဲ့လိုလရတွေရှိတာပဲကိုတော်လားအားလုံးအညာစီရောဆိုကိုရီးယားလိုအညာစီရောလို့ပြောတာဟောမြန်မာလိုပြောတော့မင်္ဂလာပါလို့ပြောတာဗျာမင်္ဂလာပါလို့နှုတ်ဆက်မင်္ဂလာပါလို့နှုတ်ဆက်တာကိုရီးယားလိုအညာစီရောအညာမျိုးကိုလည်းလုပ်တယ်ဂျူမုံလေးနဲ့ယူတာဟုတ်ကဲ့နှုတ်ခမ်းလေးကနီနီရဲ့ဂျူမုံအတိုင်းနဲ့နှုတ်ခမ်းလေးကနီနီရဲ့ဂျူမုံအတိုင်းနဲ့တပင်းကြီးကနီကြောင်ကြောင်ဘိုးကျိုးပြင်းနေကောင်တပင်းကြီးကနီကြောင်ကြောင်ဘိုးကျိုးပြင်းနေအကောင်မျက်နှာကြီးကဆက်ပြည့်ငါဖေအတိုင်းနဲ့မျက်နှာကြီးကဆက်ပြည့်ငါဖေအတိုင်းနဲ့ဘောင်းကြတော့တေချာကြီးအဲ့ဒါငါဝဲကြည့်ကိုခိုင်လေးညာကိုတော်လောက်ပြန်ခေါ်လိုက်ဟဲ့အောင်လာခဲ့မင်းထွက်မပြေးနဲ့ပြောချင်ရပြောပြီးလုံးချင်ရလို့တော့ထွက်မပြေးနဲ့ကိုတော်လောက်ခင်ဗျဆိုင်းစရာဘာပြောတော့လားကျွန်တော်ဘာပြောလို့ကျွန်တော်ဘာမှပြောဘူးခင်ဗျဆိုင်းစရာဆောင်းတာပြောသွားတယ်နော်ခင်ဗျရှေ့ပိုင်းတော့ဟုတ်ပါလေဂျူမုံရောအောင်ရလေးရောနေတိုးတွေရောဟုတ်တယ်ဆိုင်းစရာအဲ့ဒါဟုတ်သေးတယ်ဆော့တော့ကျွန်တော်အဲ့စာအုပ်လေးဆိုင်ရင်ကနေပြီးတော့ကျွန်တော်ဖေရဘက်ပြီးကျွန်တော်သတိရတယ်ဖေရဘက်ကနေပြီးတော့ဟောဒီဝန်းရံကြပါကျွန်တော်မိတ်သွားတာဗျာခင်ဗျနောက်ပိုင်းကြီးကဘလို့တဲ့ကျွန်တော်သိချာမကြားလိုက်လို့ဟုတ်ကဲ့ကျွန်တော်ပြန်နောက်ဆုံးပြောတယ်အမေတရားပြန်ပြောတာပြန်ဆိုတော့ဆာပြန်ဆိုကြည့်ဟုတ်ကဲ့ဘာလို့လာဘောငါတို့ကိုနေတိုးနဲ့တူကိုနေတို့တူးတယ်ကိုနေတိုးနဲ့လည်းနာရလေးကခန်းစင်းစင်းဟောတာအောင်ရင်လေးနဲ့လည်းတူးတယ်နာလေးကကောင်းလိုက်တာဆိုင်အတိုင်းမှာဆိုင်ခါလာတယ်တူးတယ်နှုတ်ခမ်းလေးကဒီရဲ့ဂျူအတိုင်းနဲ့ကိုရီးယားမင်းသားလေးဂျူမုံတူးတယ်ဒီလေးကဒီကြောင်မိုးချုပ်ပြီးမကောင်းဟုတ်တော့ဘူးဆိုတော့ညနေရက်ဆက်ဖြစ်နေငါပြင်နိုင်တယ်ဟုတ်တော့ဘူးလို့ကောင်းကြတော့တေခါကြီးအဲ့ဒါငါဟဲ့ငါကောင်းကြတော့တေချာကြီးအဲ့ဒါငါကောင်းကြတော့တေချာကြီးပြောကောင်းကြတော့တေချာကြီးအဲ့ဒါငါဘာလို့ပြောကောင်းကြတော့အဲ့ဒါငါကောင်းကြတော့တေချာကြီးအဲ့ဒါကောင်းကြတော့တေချာကြီးအဲ့ဒါငါငါမေးသည်ဒီမေးသည်ကိုပြောတယ်ကိုတော်လာကြာခင်ဗျာလူရှင်တော်ကောင်းဆောင်နော်ဟုတ်တယ်လေခင်ဗျာဆိုင်းစရာ6ရောက်လာကြောင်းပြောပါဦးဆိုင်းစရာအောင်မခင်ဗျာဖဲ့တာနော်ဖဲ့လာမလို့ဟုတ်တယ်မင်းဖဲ့လာမလို့မင်းကဘယ်ရဖဲ့နေလို့မင်းနေလုံးမေးတာပဲပြောတာလေခင်ဗျာကောင်းကြတော့တေချာကြီးအဲ့ဒါငါပထမပြောတာကကြားတယ်နော်ဒါကဘာလို့လဲဘာပြောမှာရှားလိမ့်ပါလားသမင်ကြီးကလီကြောင်ကြောင်မိုးစုပြစ်မဲ့ကောင်းကရဲညာ
ဘာလို့ ခင်ဗျာအသုံးမကြောက်ဘူးဗျာ အတော့မကြောက်လို့မပြောနဲ့မင်းကအလူကြီးကလည်းမပြောနဲ့ ခင်ဗျာအသုံးမကြောက်ဘူး အော်မနဲ့လူကလေးကမလောင်သေးမလောင်သားလေအတက်လေးကဇက်ပေါ်နေနေတကယ်ဆိုလို့ရှိရင်ကျုပ်မွေးမှာတုံသားရုံနဲ့ကြီးလူကြီးကိုပူကြတဲ့ပခန့်လေးသားပြောလာတယ်ဟဲ့အောင်မင်းဆိုင်ဝိုင်းနဲ့ရှိရနေဒီလိုတို့ကဆိုင်းပြနေတော့ပြောအတက်တို့အများကြီးနေတဲ့မင်းကလူကြီးကိုမလေးမလားမပြောနဲ့မလေးသားမပြောနဲ့အမကြိုက်ဘူးမင်းကအဲ့လိုပြောရအောင် ခင်ဗျာအသုံးမကြောက်ဘူးတော့လား တဲ့တော့မကြောက်လို့မင်းကမပြောနဲ့ပြော ခင်ဗျာအသုံးမကြောက်ဘူးလို့ မင်းမတော့မကြောက်မင်းကသိချင် ခင်ဗျာဘာဖြစ်ချင်တာလဲ မင်းကသိချင်တာအမေကသိချင်မင်းသိချင်တာပြောအော်မဘလူကောင်တော့ပုံစံကဒီလိုအခါမိမိနဲ့စစ်တက်တဲ့ပုံစံက ကိုတော့လား ဘာလို့ ထိုင်လိုက်တော့ မထိုင်ပါဘူး ထိုင်လိုက်တော့လို့ အဲ့မထိုင်ဘူးလို့ပြောနေကြဘူးလား ထိုင်လိုက်ဗျာ ထိုင်နေကွာ ထိုင်ဖို့အဓိကထိုင်သွားပြီ ကိမိကောင်မျိုးဟာသူကလည်းပြောင်းမြန်มาရ ကိုခိုင်လေး yes လူရှင်တော်နှစ်ရှင်းပါလားနော် အဲ့ အော်တစ်ရှင်းပါလားနှစ်ရှင်းမဟုတ်ဘူး မင်းနွားနဲ့သွားနိုင်ငါတို့နွားလေးရောက်နေပြီဟာ ကိုခိုင်လေး ဟုတ် လူငယ်ချင်းချင်းလုံးလုံးပဲဗျာ ဒါဘောတို့လူငယ်ချင်းချင်းသလုံးလုံးအစင်ပြေလေဟုတ်တယ်မโอเคခွေးနိုင် ဘာလို့ဝင်းလိုက်တော့ခွန်းလိုက်တော့ ဒီကွာငါလည်းသူများဆိုအင်္ဂလိပ်စကားပြောကြည့်တာပေါ့ ကိုခိုင်လေး ဟုတ် ရှေ့ကဆိုင်းရချောချောလာကြောင်ဆိုင်းစင်ပေးရမှာနော် စစ်ပေးမယ် စင်ပေးနိုင်တယ်မို့လား ရပါတယ်ကွာ အဲ့တော့ကျွန်တော်ရှေ့ကနေကျိုးသားပန်းကတပုတ်ပြီးလိုက်မယ်နော် အခုလောက်ဒီလိုက်ပြီးရစမ်း ဟေး ဟာဘောဟိုဒီကောင်ဘာမှတော့မလုပ်ဘူးကြီးတော့အချိန်မစီးဘူးအဲ့ဒါပြောတာပဲနော်ဟုတ်ဒါမှမဟုတ်အသက်ကြီးတော့အချိန်မစီးဘူးဟုတ်တယ် ကိုခိုင်လေး တို့လူငယ်ချင်းချင်းအစ်စ်ပြောကြပဲ လူငယ်ချင်းချင်းပဲလုံးလုံးပါဗျာ And this if it ended this multiple progress အင်္ဂလိပ်လိုပြောတော့တာလား ဟုတ်တယ် And it is multiple progress ဘိတ်ကြီးဘိုးလုံးမောက်နေတာကိုခိုင်လေးညီမလေးပြန်တော့ multiple progress လို့ပြီးထိုးတဲ့ဘယ်လောက်တော့ ကိုခိုင်လေး ညာ တကောင်းကောင်းကောင်းပြောရှေ့ကဘိတ်ကြီးကပညာတဲ့ဘွဲရ ပေါ်တယ်ပညာတတ်တွေပေါ်တယ်တီးပြီးတော့ဗာတကယ်ပဲကျွန်တော်ပြောတာမှားပါလေ And what is disciplineအဲ့ဒါလည်းအင်္ဂလိပ်လိုလား and discipline ညီမလေးပြန်နော် တက်စီပလင်း ကိုခိုင်လေးဆိုင်းရချောချောလာကြောင်ဘိတ်ကြီးကပြောပြလိုက် ဟောချောတော့မှကြောင်ပြောပြအောင် ချောချောလာကြောင် ကိုခလူငယ်ချင်းဒီမဲ့ပရိသတ်ကြီးဒီထားကြည့်လိုက် ကျွန်တော်ကြာကြည့်ပါဗျာ ကျွန်တော်ဆိုင်းဆရာလေးတကယ်ချောတာပါနော်တကယ်ဒီစားကြည့်တော့ကျွန်တော်ဆိုင်းဆရာလေးတကယ်ကြည့်ဟောစပင်လေးကမက်တေတေဟဲ့ရလူဝေစပင်လေးကမက်တေတေဟဲ့ဝေရလူဝေနှစ်ဖူးလေးကပြောင်းတောင်းတောင်းပိုင်တကူလေးတောင်းဟဲ့နှစ်ဖူးလေးကပြောင်းပြောင်းပြောင်းပိုင်ကုန်လေးလူနောင်းဟဲ့မြက်ကလုံးလေးကမက်တေတေသင်္လာဝဲကြော်ရဲ့ဘေးမြက်ခုံးလေးကမက်တေတေသင်္လာဝဲကြော်ရဲ့ဘေးအောင်နှာခေါင်းလေးကချွတ်တွန်းတွန်းမင်းမြင့်မိုးရဲ့လင်းလာရောက်လိုက်ကချွတ်တွန်းတွန်းမင်းမြင့်မိုးရဲ့လင်းပါကလေးကဖောင်းတောင်းတောင်းဝုံမုံရွှေကြီးကလာလို့တောင်းပါကလေးကဖောင်းတောင်းတောင်းဝုံမုံရွှေကြီးကလာလို့တောင်း ဘုမကြီးရလာတော့မှာနော် သူကသူကပြန်ဟိုအကြတော့ညံ့မှာမဟုတ်ဘူးရေ ဘာကြတော့ကိုခိုင်လေး စာအုပ်ကြတော့စာအုပ်ကြမညံ့ဘူးပတ်ဆိုင်တဲ့ပတ်ဆိုင်ခိုက်တဲ့သိချာသိထားမှာမေတ္တာပုံကိုပြောတာ ဘုမကြီးရလာလို့တော့ ဟောပါကလေးကဖောင်းတောင်းတောင်းဝုံမုံရွှေကြီးကလာလို့တောင်းပါကလေးကဖောင်းတောင်းတောင်းဝုံမုံရွှေကြီးကလာလို့တောင်းနေရွယ်လေးကကာတာတာဝတ်မာကြီးနဲ့ညာနေရွယ်လေးကကာတာတာဝတ်မာကြီးနဲ့ညာစိတ်မဆိုးပါနဲ့ကွာမင်းတို့မင်္ဂလာတော်ကြရင်လက်ဖွဲ့တွေနေဦးရမှာပါဟာဖွဲတို့နှစ်ပတ်တို့လေ ကိုတော်လာကိုခိုင်လေး ညာ ခင်ဗျားတို့လူရှင်တော်နှစ်ယောက်ပါလာတာတယောက်မှအတော့မကြောက်ဘူး မှတ်ပါပဲဝတ်မှာငါခွေးကြီးမတော့ဘူး ကိုတော်လာကိုခိုင်လေး ဟုတ် စီ ခင်ဗျားတို့အတော့မကြတဲ့အတွက်ခင်ဗျားတို့ထွက်သွားအောင်လားကျွန်တော်ဒီဆိုင်ဝိုင်းနဲ့ထွက်သွားအောင်လား ဟေးရညာဝိုင်းကျော်ဆိုတဲ့အကောင်အလုံးကွေးတဲ့အကောင် ဟာ ဒေါ်လာကိုသိချာကြည့်ဒီလိုမောင်းပါတဲ့စကားကိုပြောပါမယ်မင်းဆိုင်လေးလိုက်မှာဒေါ်လာတို့ကထမင်းစားတဲ့ကောင်မဟုတ်ဘူးစားနိုင်တယ်တောက်နိုင်တယ် ပတ်စံရှိတာလား ဘာကြကြီးနေတယ် အဲ့ဒါကြီးစား လက်ကားစားတာစားနိုင်တောက်နိုင်ချမ်းသာတယ်မင်းဆိုင်ဝဲလိုက်ရှင်လိုက်တာမဟုတ်ဘူး
ကြီးလို့ငါအပြည့်ကြီးရှာလိုက်တာအိမ်မှာဆိုလို့ရင်ဟောမပြောမနေနဲ့ချင်းမောင်ကြီးကတစ်ဖက်ကုမ္ပဏီရဲ့တစ်ဖက်လက်ကုမ္ပဏီ အဲ့နဲ့ချက်မောင်းရဲ့တစ်ဖက်ကုမ္ပဏီရဲ့တစ်ဖက် ဟောဒါလည်းစီးပွားရေးဆိုင်ရတယ်ဘယ်မှလည်းကားမရဘူးတရားဘယ်လောက်ချမ်းသာလဲတော့မမီးနဲ့ ဘယ်လောက်ချမ်းသာလာတော့ခင်ဗျားက စိုင်းကြီးမှာ30ရှိ ဆိုင်ရင်မှာ30 နောက်ပြီးကြတော့မုံရွာမန္တလေးရန်ကုန်ပြေးဆွဲနေအိတ်စက်က3စီး ဒီစပတ်ကားကြီးကို3စီးရှိတာ အခုတနေ့မှာရှိတဲ့50 ဟာ50 ဒါတွေငါလှဲဖို့မကြည့် ဘာလို့လို့ ငါဥစ္စာတွေမှာမဟုတ်ဘူး မင်းဥစ္စာမဟုတ်ဖ ೇನೆ ဘာလို့လျှောက်ပြောနေလဲ မိုးကြိုးပို့ပြီးမိုးကြိုးပို့ပြီးမိုးကြိုးပို့ပြီး မိုးကြိုးပြပြီးတော့ပါဟာ တရားမရသူအားလုံးတဲ့မိမလှုပ်လိုက်တာတဲ့ အော်အဲ့ဒါကြောင့်နန်းထား ကိုတော့လား အားလုံး ကိုခိုင်လေး ရ ခင်ဗျားတို့ထွက်သွားမလားကျွန်တော်ထွက်သွားမလားဗျာ ဟာမင်းရှင်းပြီးတာကြီးလားစကားပြောတာမင်းကခေါ်တော့ဒီလိုစကားမျိုးမဟုတ် ငါတို့ကတော့မထွက်နိုင်ဘူးဒီမဲရောက် ဟဲ့ငါ ဒီမဲ မင်းအဲ့လိုမပြောနဲ့မင်းဒီတဲ့တေချာကြည့်တကယ်များဘလို့ကောင်းမအောင်မသိကျုပ်ကနာခေါ်တော့ကဒီညက်နာမဟုတ်ဘူးလို့ညက်နာလေးမှမကြီးရတာလေးရှိတာကိုရိုနာရင်ကိုရိုနာကျုပ်ကနာခေါ်တာတဲ့လားကိုရိုနာရဲ့တဲ့ကျွန်တော်ဆိုင်ကိုဒီနေ့ကျွန်တော်တုံးပြီးမှကြားရတယ်လိုက်ခဲ့ပါဆိုမင်းငါကြီးရအောင်ကိုရအောင်တိတ်လက်ချာမို့အားမဟုတ်ဘူးဆိုတော့မရမကမင်းငါ့ကိုချင်းလုံးဖက်ပြီးမင်းအတိတ်တောင်းမှပြီးခေါ်နေလိုက်ခဲ့ပါကိုရိုနာရင်လိုက်ခဲ့ပါကိုရိုနာမှမပါဘူးဆိုလို့ရှိရင်ကျွန်တော်ဆိုင်အောင်လူတော်လူလာမပါမဆိုးပါဟာ ဟုတ်တယ်ဒါလက်ချောလက်လာ လူကျော်လူတာဟုတ်တယ်လူကျော်လူတာ ပဲတုံးတတ်တာ မြင်ဘူးမထင်ပါဘူးမြင်ရဟာ ကိုတော့လား အားလုံး အဲ့တော့ခင်ဗျားကိုအတုံးချတယ်ဆိုတော့ကျွန်တော်ခေါ်လိုက်တာဗျာပြီးတော့ခင်ဗျားအတုံးမချမှသိတော့ခင်ဗျားတို့ထွက်သွားမလားကျွန်တော်ထွက်သွားမလားကျွန်တော်ထွက်သွားမှာပေါ့ ဟာဒီမဲ ဝိညာဉ်ရှင်မျိုးတော့ပိတ်တယ်ကျကျွန်တော်လာကြည့်တာနော်ကိုတော့လား အမသူ့ကိုလာကြည့်တာလေဒီမဲဟဲ့ရဒီမဲအဲ့ဒီဆိုင်ကုန်ထဲမှာခိုင်လေးလို့နာမည်တက်ရင်လည်းငါလာကြည့်မှာပဲမမေညာဝင်းကျော်လို့နာမည်တက်တာလို့မင်းလာကြည့်တယ်ပြောတာ ဒီမဲ့ဒေါ်လာလို့တက်ထားလို့ရှိရင်လေဒေါ်လာသမီးလာရှိကြမှာပဲ ဒေါ်လာလို့တက်ထားလို့ရှင်လည်းအကုန်လုံးသေးနဲ့ကော့ပန်းသွားကြမှာပဲ အေးဘောပါ ကိုတော့လားကိုခိုင်လေး အားလုံး နောက်ကဆိုင်းဘုတ်ကိုစာတက်တေချာဖက်ကြည့် ဟောမှာဗတ်တက်ပဲဖက်ပြတယ် ဖတ်တာ ညကျော်ကျော် အင်း ရင်သွေးဟောညာဝိုင်းကျော်မိုးဟင်းကားရောင်းသည် မင်္ဂလာဆိုင်ဘာလို့မဝင်လာဆိုင် ဟဲ့မင်းတို့ကကိုဗစ်ကလာတော့မင်းတို့မိုးဟင်းကားရောင်းစားတာလေမင်းတို့ဆိုင်မှာမသိရတာ အဲ့သတူရီတာတွေ့တာပါဘာလို့လျှောက် မဟုတ်တာလေရှောက်မပြောပါနဲ့ကိုဒေါ်လာရမင်းမဟုတ်တာလေမင်းရှောက်မပြောနဲ့မုံရင်းလည်းရောက်တာမဟုတ်ဘူးကွာ ဘာလို့လဲ မုံပြက်တဲ့လက်ဖို့ရောက်တာ ခင်ဗျားတို့ကျွန်တော်ဖဲ့တာပေါ့ခင်ဗျားတို့နဲ့ကျွန်တော်ဆက်ပြီးတော့လုံးလုံးတယ်အဲ့ဒါကျွန်တော်ထွက်သွားမယ်ဗျာ ထွက်သွားလို့ရှုပ် ထွက်အဲ့ရောက် ဒီပွဲပြင်ခင်ဗျားတို့နဲ့တောင်းယူရမှာနော် တာဝဲယူတယ် အဲ့တဲ့ကြီးနဲ့လူကလုံးပါလို့ကျွန်တော်အားနာပါတယ်လူရှင်တော်တယောက်ရှိကျွန်တော်ဆက်ပြီးတော့မတီးနိုင်ဘူးဗျာ ထွက်တော့လိုက်မယ်ဒီမဲ မဲလေး မလေးတော့ဒီမဲဒီမဲတော့မကောင်းတာပြောနေလို့ဒီက